Hey guys, welcome back to my channel. ဒီနေ့ဆက်ပြီးတော့လောစာဖြစ်တာလေးကတော့မမထောင်းလေးပဲဖြစ်ပါတယ်။အင်းဆုံးခန်းစင်လေးကိုအတုံးလေးပြီးမယ်။နောက်ပြီးပဲတီးလေးတွေကအဲ့လိုမျိုးစောင်းလေးလေးမယ်ဆိုတိတိလေးကကြီးလေးနဲ့ညှက်ပေးပို့ပြီးတော့အဲ့ရတာပုံပါမယ်။အမိုလေးကိုလည်းအနေတော်လေးခွဲပေးထားပါမယ်။အကင်လေးကိုလည်းအနေတော်လေးဖြစ်အောင်လှီးပါမယ်။ပြုတ်ထားပြီးသားအမိုလေးတွေနဲ့အကင်ရဲ့ခေါက်ဆွဲတွေဖြစ်ပါတယ်။ကဲအခုခေါက်ဆွဲပြုတ်ထိုင်မှာပါတယ်အနှစ်ထုံလေးတွေဖောက်ထည့်လိုက်ပါမယ်။ပြောလို့ဒါမမထောင်းလို့ဆိုပေမဲ့ဒီရုပ်ဆောင်ကအရင်သိတာမို့လို့မမလိုပဲရောပြီးနေပြီးတော့စားထားပါတယ်။တခုကော့စလောက်ချင်တာခေါက်ဆွဲထုတ်ထဲမှာပါတယ်အနှစ်ထုံတွေကိုအများကြီးမထည့်မိပါစေနဲ့နော်။အဆုံးထိရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ Bye guys.